ပြင်ဦးလင်မှာဆိုရင်နီးစကန်မှာပဲတီးတန့်နေခြင်းနဲ့ပတ်ဝန်းကျင်ကောင်းပြီးတော့ဈေးနှုန်းအနေနဲ့လည်းဒါ3,500ပဲသုံးမယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ဒီအိမ်လေးလုံးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့3,500တန်က3လုံးရှိမယ်3,400တန်က1လုံးရှိတာမို့ကျွန်တော်ရဲ့ customer လေးစိတ်ကြိုက်ဖို့ရွေးချယ်လို့ရမယ်ဒီနေရာဒါကျွန်တော်တို့ပြင်ဦးလင်မြို့ရဲ့အနီးစကန်လေးစိတ်အရှိကမုတ်ဦးကနေဝင်လာလိုက်တာနဲ့ရောက်တဲ့နေရာဖြစ်ပါတယ်အဲ့တော့မန္တလေးလာရှိုးလမ်းမကြီးကနေဆိုရင်အချမ်းပြင်းကို10မိနစ်လောက်ပဲဝင်ရတဲ့နေရာအနေထားမျိုးမှာတည်ရှိတယ်ဈေးနှုန်းအနေနဲ့ဆိုရင်လည်းအခုလက်ရှိပြင်ဦးလင်မှာပေးရတဲ့ဈေးရန်အနေထားရဆိုရင်တန်တဲ့အထဲမှာပါတယ်RC နှစ်ထပ်တိုက်ဖြစ်ပြီးတော့ဒါချန်အကျယ်ဝန်းကပေ40-60ပေါ်မှာတိဆောက်ထားတဲ့အနေအထားဖြစ်တယ်အခန်းပွဲအနေအထားဆိုရင်လည်း master 2ခန်းနဲ့ single တစ်ခန်းပါရှိတယ်အဲ့တော့ကြို point ဆိုတော့ဈေးနှုန်းအနေနဲ့လည်းတက်တာမယ်လက်ရှိချိန်ဝယ်ယူရမယ်ဆိုတော့တစ်ချိန်မှာပြန်ပြီးရောင်းချရင်အကျိုးမြတ်ရနိုင်တဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကလည်းဒါ RC နှစ်ထပ်တိုက်3လုံးက3,500ခေါ်ထားတယ်တစ်ထပ်ခွဲကိုတော့3,400ပဲခေါ်ဆိုထားတာဖြစ်ပါတယ်စိတ်ဝင်စားနေဆိုရင်ပိုင်ရှင်နဲ့တိုက်ရိုက်ကိုစိတ်ကြိုက်စေညှိနှိုင်းလို့ရပါမယ်အားလုံးကျေးဇူးများတင်ရှိပါတယ်ဗျ